ကျွန်တော်မိတ်ဆွေများဒီတွန်းนี้ကလေကိုငါလုံးကလက်ပေါက်နေကြတယ်မိတ်ဆွေများကိုတောင်းဆိုနေကြတော့တဲ့အတွက်ကြောင့်ကျွန်တော်ပြန်ပြီးတော့ပြန်တင်ပေးလိုက်ပါတယ်ပြီးတော့ကျွန်တော်ရဲ့တွန်းนี้လေးကိုကြိုက်နေတဲ့တယ်ဆိုရင်ကျွန်တော်ရဲ့ like လေးနဲ့ subscribe လေးကိုနေတွားပေးဖို့မမေ့ပါနဲ့ကဲတော့ဒီတစ်ပတ်အတွက်ဒီတစ်ချိန်ပေါ့နော်ဆက်ပေးမယ်ဆိုရင်ကျွန်တော်တို့ခံပေါ့နော်မပေးဘူးဆိုရင်ကျွန်တော်တို့ခံပဲအဲ့တော့ကျွန်တော်တို့တွန်းนี้ကိုဆက်ကြည့်လိုက်အောင်အဲ့တော့ထွက်ထားတဲ့ကျွန်တော်တို့ဒီနေ့9နေ့ပေါ့နော်ဒီနေ့တက်စီတဲ့ဒီ9လေထိုင်နဲ့ပေါင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့ခွန်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့ခွန်တက်ကြီးတာ6ခွန်sorry ခွန်တက်ငယ်တာ6ခွန်တက်ကြီးတာ8ခွန်6ခွန်8ညီကိုအတွဲလို့ရတာပေါ့နော်အဲ့တော့ကျွန်တော်တို့ခွန်6နဲ့ခွန်8ညီကိုအတွဲလို့ရပြီဆိုတော့ကျွန်တော်တို့ဒီ305ကဘယ်နာကရတာလဲဆိုတော့ကျွန်တော်တို့ဆက်ကြည့်ရလိုက်အောင်အဲ့တော့ထွက်ထားတဲ့ဒီ895ဒီ9အလဲထိုင်ပေါ့နော်ဒီ9ကိုထက်ကြည့်တာ3အဲ့တော့3ရဲ့ပေါ်ပါ9ပြီးတော့ကျွန်တော်တို့ဒီ305ကီးနဲ့ကျွန်တော်တို့ဒီခွန်6ဒီခွန်8ညီကိုအတွဲကိုပြန်ကလိုက်မယ်ဆိုရင်ကျွန်တော်တို့ထိုးရမယ့်ခဏက4ကွက်ထွက်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ 3D ထွက်လိုက်တာဆိုတော့ခွန်306ဆိုတော့ကျွန်တော်တို့ဒီတွက်နေတော့မှာတော့ပေါ့နော်ကျွန်တော်တို့နောက်တစ်ပင်ဆက်ကြည့်လိုက်အောင်ထွက်ထားတဲ့ဒီ9ခွန်နဲ့ဒီ9ထိပ်စေးနဲ့ဒီခွန်လေထိုင်ကိုကျွန်တော်တို့ဒီ9ထိပ်စေးနဲ့ဒီခွန်လေထိုင်ကိုကျွန်တော်တို့ပေါင်းလိုက်တော့6လို့ရပါတယ်အဲ့တော့6ထက်ငယ်တာ9 6တက်ကြီးတာခွန်6ခွန်မြေကိုအတက်လို့ရတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ3စက်ကြီးကဘယ်လိုယူတယ်လဲဆိုတော့ကျွန်တော်တို့ဆက်ကြည့်လိုက်အောင်အဲ့တော့ထွက်ထားတဲ့ဒီ6နီးကိုဒီနေ့အလဲတိုင်းပေါ့နော်ဒီနေ့ထစ်ကြီးတာ3အဲ့တော့3ရဲ့ဘဝ7ပြီးတော့ကျွန်တော်တို့ဒီ3စက်ကြီးကိုဒီ6ခုနဲ့ကလိုက်မယ်ဆိုရင်ထိုးရမယ့်ကဏ္ဍကတဲ့အားလေးကွဲလို့ထွက်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ 3D ထွက်သွားတာ963ဆိုတော့ကျွန်တော်တို့653 963လို့ထွက်တာပေါ့နော်အဲ့ကျွန်တော်တို့နောက်တစ်ပင်ဆက်ကြည့်လိုက်အောင်ဘာဖြစ်လဲဆိုတော့ကျွန်တော်ကတွက်နည်းကိုใจနဲ့တက်တယ်ဆိုရင်ကျွန်တော်ရဲ့ live ကိုနိတ်ပေးဖို့မမေ့ပါနဲ့နော်ကြာတဲ့ဟာကကျွန်တော်မတောင်းဆိုတော့ပါဘူးအဲ့တော့ထွက်ထားတဲ့ဒီ666ကိုကျွန်တော်တို့ဒီစစ်တက်စီနဲ့ဒီ6အလဲထိုင်ကျွန်တော်တို့စစ်နဲ့6ပေါင်းလိုက်မယ်ဆိုရင်လေးလို့ရပါတယ်အဲ့တော့လေးထက်ငယ်တာ3လေးထက်ကြီးတာ9 4 3 4 5ညီကိုအတွဲနဲ့တွဲရတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ6ကီးကိုဖက်ထားတဲ့3ညကိုဒီ3ညအလဲထိုင်ပေါ့နော်3ညထက်ကြီးတာ6ရဲ့ပေါ်ပါsorry ဒီ3ညထက်ကြီးတာတေးရဲ့ပေါ်ပါ6ကီးလို့ရတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ6ကီးကို4 3 4 5ညီကိုအတွဲနဲ့ကလိုက်မယ်ဆိုရင်ကျွန်တော်တို့ထိုးရမယ့်ကဏ္ဍကတဲ့အား၄ကွက်ရတာပေါ့နော်ကျွန်တော်တို့ဒီတဲ့အား၄ကွက်ကိုထွက်သွားတဲ့ကဏ္ဍကကျွန်တော်တို့9 4ဆိုတော့ကျွန်တော်တို့တဲ့အားကဏ္ဍက4 5ဆိုတော့ကျွန်တော်တို့ဆက်မှာပေါ့နော်အဲကျွန်တော်တို့ဆက်သွားလိုက်အောင်အဲ့တော့ထွက်ထားတဲ့ကျွန်တော်တို့ဒီ6တင်းလေးကိုဒီ6 text နဲ့ဒီ1အလဲတိုင်းကျွန်တော်တို့6နဲ့1ပေါင်းလိုက်မယ်ဆိုရင်ခွန်လို့ရပါတယ်ပြီးတော့ခွန်တက်ငယ်တာ6ခွန်တက်ကြီးတာ8ခွန်6ခွန်8ညီကိုအတွဲနဲ့တွဲရတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ3ကီးကိုဘယ်လိုယူတယ်လဲဆိုတော့ထွက်ထားတဲ့3ခွန်ဒီခွန်အလဲထိုင်ပြီးတော့ဒီခွန်တက်ကြီးတာ8ရဲ့ပေါ်ပါ3ကျွန်တော်တို့3ကီးရတာပေါ့နော်ဒီ3ကီးကိုဒီခွန်6ဒီခွန်8နဲ့ကလိုက်မယ်ဆိုရင်ကျွန်တော်တို့ထိုးရမယ့်ခဏတဲ့အား၄ကွက်ထွက်တာပေါ့နော်
အဲ့တော့ကျွန်တော်တို့3D ထွက်သွားတာ3စိတ်ခုဆိုတော့ကျွန်တော်တို့တဲ့အာခဏန်းထွက်ရမယ့်ခဏန်းကခု8 3လို့ရှိတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဆက်မှန်တော့ပေါ့နော်ကဲကျွန်တော်တို့ဆက်သွားလိုက်အောင်ပြီးတော့ထွက်ထားတဲ့ကျွန်တော်တို့ဒီခုတုံညာဒီခုတက်စီနဲ့ဒီခုအလဲထိုင်အဲ့တော့ကျွန်တော်တို့ဒီခုနှလုံးပေါင်းလိုက်တော့4လို့ရပါတယ်ပြီးတော့4ထက်ငယ်တာ3 4ထက်ကြီးတာ5 4 3 4 5ညီကိုအတွဲနဲ့တွဲရပါတယ်ပြီးတော့ကျွန်တော်တို့ဒီ6 4ကီကိုဘယ်ကကျွန်တော်ဘယ်လိုယူတယ်လဲဆိုတော့ကြည့်လိုက်အောင်အဲ့တော့ထွက်ထားတဲ့ဒီစစ်လေးဒီရှေ့အလဲထိုင်ပေါ့နော်ဒီရှေ့အလဲထိုင်ဒီရှေ့ထက်ကြီးတာကိုပြီးတော့ကိုရဲ့ပေါ်က4အဲ့တော့ကျွန်တော်တို့6 4ကီရတယ်ပေါ့နော်ဒီ6 4ကီကိုဒီညီကိုအတွဲနဲ့တွဲကိုပြန်ကလိုက်မယ်ဆိုရင်ကျွန်တော်တို့တဲ့အာကနန်းထိုးရမယ့်ကနန်းကဒီ4ကွက်ဒီ4ကွက်ရတာပေါ့နော်ရတာပေါ့နော်အဲ့တော့ကျွန်တော်တို့ထွက်သွားတာ4 9 5ဆိုတော့ကျွန်တော်တို့တဲ့အာခဏန်းက4 5 9ပေါ့နော်ဒါမှန်တယ်ပေါ့နော်ဒါကျွန်တော်တို့16ရက်နေ့စီလာပိုင်း2026 15အကျဉ်းအတွက်ဆက်ပေးမယ်ဆိုရင်ကျွန်တော်တို့ကတဲ့အာခဏန်း4ကွက်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကြည့်လိုက်အောင်ထွက်ထားတဲ့ကျွန်တော်တို့နေ့တစ်လေးဒီနေ့တစ်စီးနဲ့ဒီတစ်အလဲတိုင်းဒီနေ့နဲ့ဒီတစ်ပေါင်းမယ်ဆိုရင်ကျွန်တော်တို့သုံးလို့ရတာပေါ့နော်ပြီးတော့ဒီ3ထက်ငယ်တာနေ့3ထက်ကြီးတာ4 3နှစ်3 4ညီကိုအတွဲနဲ့တွဲရတာပေါ့နော်ပြီးတော့ကျွန်တော်တို့ညီကိုအတွဲနဲ့တွဲရပြီဆိုရင်ကျွန်တော်တို့ဒီ3ကီကိုကျွန်တော်ဘယ်လိုယူတယ်လဲဆိုတော့ကျွန်တော်နေ့ဆိုရင်ကြည့်လိုက်အောင်ပြီးတော့ထွက်ထားတဲ့ဒီ4ခုကိုဒီခုအလဲထိုင်ပေါ့နော်ခုထက်ကြီးတာ8ပြီးတော့8ရဲ့ဘဝ3ပေါ့နော်ဒီ3ကီကိုကျွန်တော်တို့ဒီ3နှစ်နဲ့ဒီ3 4ကီကိုပြန်ကလိုက်မယ်ဆိုရင်ထိုးရမယ့်တဲ့အာခဏလေးကွက်က3နှစ်8 3နှစ်3 3 4 8 3 4 3ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီတပတ်16ရက်နေ့စေလာပိုင်း2026 15ကျင်းအတွက်ထိုးရမယ့်ခဏန်းတဲ့အား4ခွဲပေါ့နော်အဲ့တော့ကျွန်တော်တို့3နဲ့8 3နဲ့3 3နဲ့8 3နဲ့3ရတာပေါ့နော်ပြီးတော့ကျွန်တော်ရမယ့်ဆွေများဘယ်ခွဲချက်ကလေးဘယ်ခွဲကိုအကောင်းဆုံးဆိုလဲပြောလာပေးကြပါနော်အဲ့တော့ကျွန်တော်ရဲ့တွန်းလေးကိုကျန်နေတက်တယ်ဆိုရင်ကျွန်တော်ရဲ့ line လေးနဲ့ subscribe လေးကိုနှိပ်ပေးကြပါနော်ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲကျေးဇူးတူတိုင်းအားလုံးပဲကျေးဇူးတင်ပါတယ်